UN နေရာဒါမှမဟုတ်ဒေါ်လာ30ဝန်းကျင်လောက်နဲ့စေရုပ်တရုပ်ကိုတိစောက်လို့ရတယ်ဆိုတာသင်ယုံနိုင်မလားသူကတော့ Unitree Robotics ရဲ့ founder Wang Xinxin ပါ1990ပြည့်နှစ်မှာမွေးဖွားခဲ့တဲ့ Wang ဟာငယ်စဉ်ကတည်းကစက်မှုပိုင်းဆိုင်ရာတည်ထွင်မှုတွေကိုအယူအမှုဝါဒနာပါခဲ့သူဖြစ်ပါတယ်2009ခုနှစ်တက္ကသိုလ်ပထမနှစ်မှာတင်သူဟာအံ့တော်စရာတစ်ခုကိုလုပ်ပြခဲ့ပါတယ်အဲ့ဒါကတော့ UN နေရာတန်ဖိုးရှိတဲ့အစိတ်ပိုင်းတွေကိုပဲတုံပြီးသူ့ရဲ့ပထမဆုံးစိတ်ရုပ်ငယ်လေးကိုကိုယ်တိုင်လက်နဲ့တိစောက်ခဲ့တာပါသူ့ရဲ့စူးစမ်းမှုတွေဟာ2015ခုနှစ်မှာပိုပြီးတောက်ပါလာခဲ့ပါတယ်သူဟာ X-Dock လို့အမည်ရတဲ့စိတ်ရုပ်ကိုတီထွင်နိုင်ခဲ့ပြီးဒါဟာကမ္ဘာပေါ်မှာ hydraulic စနစ်အစား လက်စစ်မော်တာကိုသုံးထားတဲ့ပထမဆုံးခြေလေးချောင်းစိတ်ရုပ်တွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်ဘွေးရပြီးနောက်မှာတော့သူဟာထိပ်တီး DJI company မှာအလုပ်ဝင်ခဲ့ပြီးမြဲနှစ်လအကြာမှတင်အလုပ်ထွက်ခဲ့ပါတယ်အကြောင်းရင်းကတော့သူ့ရဲ့ကိုယ်ပိုင်အိမ်မက်ဖြစ်တဲ့ Unitree Robotics Company ကိုတည်ထောင်ဖို့အတွက်ပါဒီနေ့မှာတော့ Wang Xinxin ဟာ Go-to စိတ်ရုပ်ခွေးတွေကနေ G1, H1 လို့လူသားတူစိတ်ရုပ်တွေအထိထုတ်လုပ်ပြီးစိတ်ရုပ်လောကရဲ့တမိုင်းကိုပြောင်းလဲပေးနေပါပြီရီမိုင်းချက်သာကြီးရင်အရင်အနည်းနဲတာဟာအသားအစီးမဟုတ်ဘူးဆိုတာ Wang ကတက်တည်ပြခဲ့တာပါနောက်ထပ်နီးပညာတမိုင်းကြောင့်တွေသိချင်းရတော့ follow လုပ်ထားဖို့မမေ့နေဘူးနော်